ဘဝမှာဘယ်လိုရှင်သန်နေထိုင်ခြင်းဟာအမျက်ဆုံးသောရှင်သန်နေထိုင်ခြင်းဖြစ်မလဲဆိုတဲ့မေးခွန်းရဲ့အဖြေအဲ့ဒါလေးကိုဦးဇင်းတို့သဘောကျလွန်းလို့အမျက်ဆုံးသောရှင်သန်ခြင်းလို့တရားကောင်းစဉ်ပေးပြီးတော့ဟောပါမယ်နော်ဘဝမှာတရပြီးတရက်တလပြီးတလတစ်နှစ်ပြီးတစ်နှစ်အသက်တွေကြီးလာတဲ့အချိန်တွေကုန်သွားတယ်မတိမချင်းနေကြတယ်ပေါ့ရှင်သန်နေကြတယ်ပေါ့အဲ့ဒါလို့ရှင်သန်နေထိုင်ကြတဲ့နေရာမှာတယောက်နဲ့တယောက်ရှင်သန်နေထိုင်ကြပုံချင်းတော့မတူကြဘူးအဲ့ဒါမြတ်စွာဘုရားကဘယ်လိုရှင်သန်ခြင်းဟာအမျက်ဆုံးသောရှင်သန်ခြင်းဖြစ်မလဲဆိုတာကိုအဲ့ဒီသုတ်တန်ရဲ့ဏိဂုံးပိုင်းမှာမြတ်စွာဘုရားဖြေကြားတော်မူထားတယ်အဲ့ဒါလေးကိုပိဋကပေါင်းသူတော်ကောင်းတို့ဦးစားပေးပြီးတော့ဒီကနေ့ညနာယူကြည်ညိုကြရမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေအောင်တရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီးမူပြီးတော့အာယုပြုကြရအောင်ကရုဏာတိတလဟရေယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိဒုက္ခတံဂတိဝိမု ṭ ံကရုဏာတိတလဟရေယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါဝိထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရောလူနတ်မြမတတဝနန္ဒတို့ဤကြောက်တိတန်တို့အလေကလေးပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါဝိထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမကဲ့သို့ပြတ်သားတင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမံမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝစီမနောချီ၍သုံးသည့်ဓာရပနာမဖြင့်ဒုက္ခရောကျိုးလက်စုံမောဃရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအမြတ်ဆုံးသောရှင်သန်ခြင်းတဲ့ဝိတ္တသုတ်တံကိုစတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝတိပြည်မော်ဇေတဝန်ကျောင်းတိုက်တော်မှာတရင်သုံးတော်မူစဉ်ကာလတခုသောညချမ်းမှာမြတ်စွာဘုရားရဲ့ထံတော်ဘာကိုနတ်သားတစ်ပါးရောက်လာပြီးတော့သူသိလိုတဲ့မေခွန်း၄ရက်ကိုကာထာတစ်ပုဒ်ဖြင့်လျှောက်ထားမေးမြန်းခဲ့တယ်တဲ့ဂိန္တုရာဝိတံပုရိတတ္တသစ္ထံဂိန္တုသုစိနောဒုက္ခမဝဟတိဂိန္တုဟဝေတန္တုတရရတနာကထံဇီဝိဇီဝိတမာဟုသစ္ထံဗန္တိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဤရာဤလောကကြီးမှာပုရိတတ္တယောက်ျားမိန်းမတတ္တဝါဟုသည်မြတ်တို့ရဲ့သစ္ထံအမြတ်ဆုံးသောဝိတ္တံဥစ္စာပစ္စည်းအရင်းဒီကဂိန္တုဘေယဝနိဖေယမြတ်စွာဘုရားတဲ့ဟောဒီလောကကြီးမှာယောက်ျားမိန်းမတတ္တဝါဟုသည်မြတ်တို့အတွက်အမြတ်ဆုံးသောဥစ္စာပစ္စည်းအရင်းအနှီးဆိုတာဘယ်အရာကိုပြောတာလဲတဲ့ဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာအရင်းအနှီးဆိုတဲ့စကားလေးကိုနည်းနည်းလေးစဉ်းစားထားစေခြင်းလေ
ဦးဇင်းတို့လောကီလိုကြီးပွားရေးချမ်းသာရေးကိုပြုကြတဲ့နေရာမှာအရင်အနည်းဆိုတာမရှိမဖြစ်လိုအပ်တယ်ပေါ့နော်အရင်အနည်းဆိုတာမရှိဘဲနဲ့အကျိုးအမြတ်ဆိုတာမရနိုင်ဘူးပေါ့အရင်ဒီကြီးရင်ကြီးသလောက်အကျိုးအမြတ်ကြီးကြတယ်အရင်ဒီနည်းရင်နည်းသလောက်အကျိုးအမြတ်နည်းကြတယ်အကျိုးအမြတ်တို့မြည်သည်အရင်အနည်းပေါ်မှာအများကြီးမူတည်နေတယ်ဆိုတာပေသပေါင်းတော်ကောင်းတို့ကဦးဇင်းတို့တဲ့တောင်ပို့ပြီးတော့နားလည်မယ်ထင်ပါတယ်ဟုတ်လားဒီနေရာမှာနတ်သားကလောကီကြီးပွားရေးချမ်းသာရေးကိုဖြစ်စေနိုင်တဲ့အရင်အနည်းကိုရည်ရွယ်ပြီးတော့မေးတာတော့မဟုတ်ဘူးကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားခြင်းချမ်းသာခြင်းကိုဖြစ်စေနိုင်တဲ့အမျက်ဆုံးသောအရင်အနည်းကိုရည်ရွယ်ပြီးတော့မေးတာဒီနေရာမှာကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဆိုတာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှကြီးပွားခြင်းအစစ်ဖြင့်ကြီးပွားတယ်လို့ဆိုရတယ်ချမ်းသာခြင်းအစစ်ဖြင့်ချမ်းသာတယ်လို့ဆိုရတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သောပုဂ္ဂိုလ်တို့ရဲ့ကြီးပွားခြင်းတည်တာလျင်ဘယ်တော့အခါကာလမှပြန်လည်ပြီးတော့မဆုံးရှုံးနိုင်တော့တဲ့အတွက်ကြောင့်အဲ့ဒါကြီးပွားခြင်းအစစ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသောပုဂ္ဂိုလ်တို့ရဲ့ချမ်းသာခြင်းတည်တာလျင်ဘယ်တော့အခါကာလမှပြန်ပြီးတော့မဆင်းရဲနိုင်တဲ့ချမ်းသာခြင်းမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတည်တာလည်းချမ်းသာခြင်းအစစ်လို့ပြောရမယ်။ဘုရားတို့လောကီလိုကြီးပွားတယ်ချမ်းသာတယ်ဆိုတာကတော့ဘလောက်ပဲကြီးပွားပါတယ်ဆိုအချိန်မရွေးသူကပျက်စီးဆုံးရှုံးသွားနိုင်တယ်။နောက်ကံကောင်းလွန်းလို့အစွမ်းတတ္တိတွေကြီးလွန်းလို့ဒီတဘဝလုံးကြီးပွားမှုကိုထိန်းထားနိုင်တယ်ဆိုအောင်တော့ဒီခန္ဓာကိုယ်ကြီးပျက်စီးပြီဆိုတာနဲ့အဲ့ဒီကြီးပွားခြင်းဆိုတာတွေဟာကိုယ်နဲ့ဘာမှမဆိုင်တော့နော်ဒါကြောင့်လောကီကြီးပွားခြင်းတွေဆိုတာကြီးပွားခြင်းအစစ်လို့ဆိုလို့မရဘူးနောက်ပြီးတော့လောကီချမ်းသာခြင်းဆိုတာတွေကလည်းချမ်းသာခြင်းအစစ်လို့ပြောလို့မရဘူးဘာကြောင့်လဲဆိုတော့စိုးရိမ်ခြင်းပူဆွေးခြင်းငိုကြွေးခြင်းအစရှိတဲ့ဒုက္ခတရားတွေနဲ့ရောပြောနေတာကတကြောင်ဒီချမ်းသာတွေဆိုတာအချိန်မရွေးဆုံးရှုံးပျက်စီးသွားနိုင်တယ်ဆိုတာကတကြောင်နော်ဘေးတွေအန္တရာယ်တွေနဲ့ဆက်ဆက်နေတယ်ဆိုတာကတကြောင်အမျိုးမျိုးသောအကြောင်းတို့ကြောင့်လောကီချမ်းသာတွေဟာချမ်းသာစစ်လို့မဆိုနိုင်ဘူးတဲ့ဒါကြောင့်လောကီကြီးပွားခြင်းချမ်းသာခြင်းလို့ဒီဘလောက်ပဲကြီးပွားပါတယ်ဆိုဘလောက်ပဲချမ်းသာပါတယ်ပြောအဲ့ဒါလိုကြီးပွားခြင်းအဲ့လိုချမ်းသာခြင်းကိုကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်လို့ဘလို့မှမဆိုနိုင်ဘူးနော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိကြီးပွားကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ကြီးပွားခြင်းမျိုးချမ်းသာကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ချမ်းသာခြင်းမျိုးတည်တာလေဒါတကယ်ကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ပေါ့အဲ့ဒါနတ်သားကဒီနေရာမှာအဲ့ဒီကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ကိုရည်ရွယ်ပြီးတော့ကုသိုလ်ခေါင်းမှုတို့မှတဆင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိကြီးပွားဖို့အတွက်တကယ်လိုအပ်တဲ့အမျက်ဆုံးသောအရင်အနည်းဆိုတာဘယ်ဟာဖြစ်မလဲတဲ့ဘယ်အရင်အနည်းကိုအခြေခံထားမှအဲ့ဒါလောက်ကြီးကျယ်တဲ့ကြီးပွားခြင်းချမ်းသာခြင်းကိုရမလဲလို့မေးတာနော်ဒီမေးခွန်းကတော်တော်လေးနဲ့ပါတယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုထားကြတာဆိုတော့ကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားခြင်းကြမဲ့ချမ်းသာခြင်းကြမဲ့ပုဂ္ဂိုလ်တွေကြီးပါပဲဟုတ်လားအဲ့ဒါလိုပုဂ္ဂိုလ်တွေအတွက်ဒီမေခွန်းဟာအင်မတန်တန်ဖိုးရှိတဲ့အဖြေတရက်ကိုထွက်လာစေမှာနော်ဒါပထမမေခွန်းအမျက်ဆုံးသောဥစ္စာပစ္စည်းအရင်အနည်းဆိုတာဘာလဲတဲ့နောက်ဒုတိယမေခွန်းဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားသူစိန်တော်ကောင်းစွာလေ့ကျင့်ကြိုးစားအထောက်အသည်ရှိသောကိဉ္တုအဘေယာတိဒုက္ခချမ်းသာဒုက္ခကိုအာဝဟတိဆောင်ခြင်းလို့ပေးနိုင်ပါမည်နီမြတ်စွာဘုရားတဲ့ကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မဲ့ဆိုရင်ဘယ်အရာဟာချမ်းသာဒုက္ခကိုပေးမှလဲတဲ့တူတူပြောရရင်တော့ဘာလို့ရင်ချမ်းသာမှလဲလို့မေးတာဒီမေခွန်းကလည်းပဲချမ်းသာဒုက္ခကိုလိုလားကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတို့အတွက်အင်မတန်အရေးပါတဲ့မေခွန်းပေါ့ဗျာတရားဓမ္မတို့ဦးဇင်းတို့အသိဉာဏ်ရှိတဲ့လူမှန်သမျှကိုယ့်ဘဝကိုပို၍ချမ်းသာအောင်လုပ်ပေးရမယ့်တာဝန်ရှိတယ်မို့လားရှိတာပေါ့ဗျာချမ်းသာအောင်လုပ်မပေးလို့ဘယ်လိုလုပ်မလို့ဆင်းရဲအောင်လုပ်ပေးမှလားဘယ်သူမှငါဆင်းရဲအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားနေတာတော့ရှိမယ်မထင်ပါဘူးဟုတ်ရဲ့လား
ဒါကြောင့်အသိဉာဏ်ပုံမှန်ရှိတဲ့လူမှန်ရင်ကိုချမ်းသာအောင်လုပ်ကြရမှာကိုချမ်းသာအောင်လုပ်ကြမဲ့ပုဂ္ဂိုလ်တွေအတွက်ဘာလုပ်ရင်ချမ်းသာမှာလဲဆိုတဲ့ဒီမေခွန်းဟာအလွန်တန်ဖိုးကြီးတဲ့အဖြေကိုထွက်စေမှာပဲတော့သူလည်းပဲတန်ဖိုးကြီးတဲ့မေခွန်းတရက်လို့ဆိုလို့မရဘူးလားရတယ်ကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်ရင်ဘယ်ရာချမ်းသာဒုက္ခကိုပေးနိုင်မလဲတဲ့ဒုတိယမေခွန်းနော်နောက်တတိယမေခွန်းဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားရတနာအယသာတကအယသာတို့တွင်ကိဉ္တုအဘေယသာသည်တာတုတရအကောင်းဆုံးအယသာမြည်ပါသနည်းဘုရားမြတ်စွာဘုရားတဲ့ဟောဒီလောကကြီးမှာအယသာတကအယသာတွေထဲမှာဘယ်အယသာဟာအကောင်းဆုံးအယသာဖြစ်မလဲတဲ့ဦးဇင်းတို့အယသာဆိုရင်တော့များသောအားဖြင့်ရှာနဲ့ဆက်ဆက်ပြီးတော့လူတွေဟာတွေးမိကြမယ်နဲ့တူပါတယ်နော်ဒီရှာနဲ့သိရတဲ့ချိုးတာချင်းတာဖဏ္ဍစတ္တခါရငန္နာအစရှိတာတွေဒါအယသာတွေပေါ့တကယ်တမ်းကတော့အယသာကအဲ့ဒါလောက်မကဘူးဦးဇင်းတို့မျက်စိနဲ့မြင်လို့ဖြစ်ရတဲ့အယသာရှိဘူးလားရှိတာပေါ့ကိုမြင်နေတာလေးမြင်နေရရင်အယသာကိုရှိလို့ဟုတ်ရလားနောက်နားနဲ့ကြားလို့ဖြစ်ရတဲ့အယသာမရှိဘူးလားရှိတယ်နော်အဲ့ဒါလိုပဲနားရရှူရလို့စားရတောက်ရလို့တွေးရထိရလို့တွေးရကြံရလို့ဆိုပြီးတော့နော်အာယုံ6ပါးကိုဒွါရ6ပါးနဲ့တရားဓမ္မတို့ဦးဇင်းတို့နော်ဆက်ပြီးတော့အယသာတွေခံစားနေကြတာတွေမရှိဘူးလားဗျာရှိတယ်အဲ့ဒါလိုအယသာမျိုးတွေစုံနေတဲ့ဒီလောကကြီးမှာဘယ်အယသာအကောင်းဆုံးအယသာဖြစ်မလဲတဲ့ဒီမေခွန်းကိုလည်းစိတ်ဝင်စားတဲ့နယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကပြီးလို့ရှိရင်ဘယ်အယသာဟာအကောင်းဆုံးလို့ဖြေလိုက်မယ်နော်အဲ့ဒါလို့ဖြေတဲ့အခါမှာပိဋကပေါင်းတော်ကောင်းတို့ရဲ့စိတ်ထဲမှာမြတ်စွာဘုရားကအကောင်းဆုံးအယသာလို့ကြီးမွမ်းပြီးတော့ဟောထားတဲ့အဲ့ဒီအယသာကိုငါသည်ခံစားမှုတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုတဲ့စိတ်ဓာတ်ကလေးနဲ့ဒီမေခွန်းကိုလည်းပဲစိတ်ဝင်စားတဲ့နယ်ဟုတ်ရဲ့လားတတိယမေခွန်းနော်အယသာတကအယသာထဲမှာဘယ်အယသာအကောင်းဆုံးလဲတဲ့နောက်စတုထမေခွန်းဦးဇင်းတို့သဘောအကျဆုံးနော်သဘောကျတာတော့အကုန်ကျပါတယ်ဒါပေမဲ့ဒါလေးကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားကတံဇီဝိအဘေကဲ့သို့သောအသက်ရှင်ခြင်းမျိုးကိုဇီဝိတံအသက်ရှင်ခြင်းတကားတို့တွင်တိဋ္ဌံအမျက်ဆုံးသောအသက်ရှင်ခြင်းဟု၍အာဟုဆိုကြပါကုန်သနည်းမြတ်စွာဘုရားတဲ့အသက်ရှင်တန်ပုံစံအမျိုးမျိုးရှိတဲ့အနက်ကဘယ်လိုနည်းနဲ့အသက်ရှင်တန်နေထိုင်ရတာဟာအမျက်ဆုံးဖြစ်မလဲတဲ့နော်လောကကြီးမှာမတိမချင်းတရားဓမ္မတို့ဦးဇင်းတို့တွေနေကြရအောင်မှာနေလဲနေခဲ့ကြပြီနောက်လည်းပဲကံရှိတဲ့လောက်တော့နေကြအောင်မှာပေါ့ဟုတ်လားအဲ့ဒါလို့တရပိတရအသက်ရှင်နေတယ်အချိန်ကုန်နေတယ်အသက်တည်ကြီးလာတယ်ဆိုတာဝေါဟာရသာကွဲတာအဓိပ္ပာယ်ကတော့အတူတူပဲမို့လားဟုတ်တယ်နော်အဲ့ဒါလို့ရှင်သန်နေထိုင်ကြတဲ့လူသားတွေတယောက်နဲ့တယောက်ရှင်သန်နေထိုင်ကြပုံစံချင်းမတူရဘူးများသောအားဖြင့်တော့တရားဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်လိုနည်းနဲ့အသက်ရှင်သန်နေထိုင်ခဲ့ကြတာလဲဆိုရင်ကိုလိုချင်တာလေးကိုစိတ်ထဲမှာကောင်းတယ်လို့ထင်တာလေးကိုရှာရင်းဖွေရင်းနဲ့ပဲအချိန်ကုန်ခဲ့ကြတာနေခဲ့ကြတာအဲ့ဒါဘယ်သူညင်းနိုင်မလဲဗျာနော်ကိုစိတ်ထဲမှာတန်ဖိုးရှိတယ်လို့ကောင်းတယ်လို့ထင်တာလေးကိုရှာရင်းနဲ့ပဲအချိန်နေကုန်ခဲ့တာအဲ့ဒီဟာကိုလှုပ်ရင်းနဲ့ပဲနေခဲ့ကြတာပေါ့ဟုတ်လားများသောအားဖြင့်တမျိုးပြောမယ်ဆိုရင်လည်းပဲမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကကြိုးစုံခဲ့ဆိုတဲ့အတိုင်းပဲဘဝတည်းဟူသောဇက်ခုံပေါ်မှာကကြိုးတွေအမျိုးမျိုးစုံစွာတရုပ်ဆောင်ပြီးတော့နေကြတယ်တရုပ်ဆောင်တဲ့ပုံစံတွေကကြိုးတွေကဘလောက်ပဲစုံပါလဲပြောအချင်းချုပ်လိုက်ရင်တော့2မျိုးပဲမလိုဒေါသလိုလောဘနဲ့တဲ့အလွန်ကောင်းတယ်လို့ဦးဇင်းစိတ်ထဲမှာခံစားရတဲ့ဒီစကလုံးလေးနှလုံးကိုမလိုရင်တော့ဒေါသပဲနောက်ကောင်းတာတွေဖြစ်လဲမလိုခြင်းဘူးဆိုရင်တော့မကြိုက်ဘူးဆိုရင်တော့ဒေါသပဲတစ်ချိန်လုံးကကိုယ့်အပေါ်ဘလောက်ပဲကောင်းခဲ့ပါတဲ့ဆိုအခုမလိုတော့ဘူးဆိုရင်တော့ဒေါသပဲနော်လိုတယ်ဆိုရင်တော့ကောင်းကောင်းမကောင်းကောင်းလောဘပဲမကောင်းတာတွေကိုလည်းလိုချင်ရင်လောဘကဖြစ်တာဒီကရမတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကလည်းအခက်သားဗျ
ကောင်းမှလူကျင်တာရဲ့လို့မဟုတ်ဘူးမကောင်းလေကောင်းလေထင်ပြီးတော့လူကျင်ရင်လူကျင်နေလားဟုတ်ရဲ့လားအဲ့တော့လူကျင်စရာနဲ့တွေ့မှလောဘဖြစ်တယ်ဆိုတာတဲ့လူကျင်လို့ကိုလောဘတွေဖြစ်နေတာလူလို့ကိုလောဘတွေဖြစ်နေတာဆိုတာပို့ပြီးတော့မထင်ရှားဘူးလားထင်ရှားတယ်ကိုရကျင်မိပြီဆိုရင်တော့ရကျင်တော့တာပါပဲကောင်းကောင်းမကောင်းကောင်းဟုတ်ရဲ့လားအဲ့တော့တရားဓမ္မတို့ဥရှင်တို့အချိန်ကုန်ခဲ့တယ်အသက်ကြီးခဲ့တယ်နေခဲ့တယ်ဆိုတာများသောအားဖြင့်အဲ့ဒီနှလုံးနဲ့နေခဲ့တာမလိုတဲ့ခါမှာဒေါသလိုတဲ့ခါမှာလောဘဘယ်သူမှမငယ်ဘူးနော်မလိုဘူးဆိုရင်တော့ဒေါသဖြစ်တော့တာပဲလိုတယ်ဆိုရင်တော့လောဘဖြစ်တော့တာမလိုဘူးဆိုရင်တော့ဒေါသဖြစ်တော့တာဟုတ်လားအဲ့ဒါလိုတရားဓမ္မတို့ဥရှင်တို့ဘဝမှာကိုနားလေတယ်လို့ကိုစိတ်ထင်တယ်လို့ရှင်သန်နေထိုင်ခဲ့ကြတယ်နောင်လည်းပဲရှင်သန်နေထိုင်ရအောင်မှာပေါ့အဲ့ဒါမြတ်စွာဘုရားကိုသူကမေးတာရှင်သန်နေထိုင်ကြပုံအမျိုးမျိုးထဲမှာဘလို့နည်းနဲ့အသက်ရှင်သန်နေထိုင်ရတာဟာအမျက်ဆုံးရှင်သန်ခြင်းဖြစ်မလဲဘလို့လေးနေလိုက်ရတာအကောင်းဆုံးနေခြင်းဖြစ်မလဲလို့ပြောတာပြောတော့ပြောကြတာပဲနော်နေတယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့တို့ကရွှေနဲ့ငွေနဲ့နေတာတို့ကဂုံနဲ့တရက်နဲ့နေတာဟုတ်လားတို့ကအတိုင်းနဲ့အဝိုင်းနဲ့နေတာဟုတ်လားတို့ကတိုက်နဲ့ကားနဲ့နေတာဟောပြောရတာမရှိဘူးလားရှိနော်အဲ့ဒါတွေကတကယ်တမ်းဘဝမှာတအားကြီးအရေးပါတယ်လို့မဆိုနိုင်ဘူးသူတို့ရဲ့အရေးပါမှုကအပေါ်ရမယ်တကယ်တမ်းကတော့ဘယ်လိုစိတ်နဲ့နေတယ်လဲဆိုတာအရေးကြီးဆုံးပဲဘဝမှာနေတော့နေနေတာပဲဘယ်လိုစိတ်ကလေးနဲ့နေလိုက်တယ်လဲဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်ယုံညံ့တဲ့စိတ်နဲ့နေမယ်ဆိုရင်တော့ကျန်တာတွေဘာရှိရှိအဲ့ဒါယုံညံ့စွာနေနေတာပဲမြင့်မြတ်တဲ့စိတ်နဲ့နေမယ်ဆိုရင်တော့ကျန်တာတွေဘာမပြည့်စုံဘူးဆိုအဲ့ဒါမြင့်မြတ်စွာနေနေတာပဲဟုတ်တယ်မဟုတ်လားဒီမှာနော်ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့စဉ်းစားစရာလေးတွေဒါဥစဉ်တို့တွေးမိတာလေးတွေကိုပြောတာအဲ့ဒီတော့ဘယ်လိုရှင်သန်နေထိုင်ခြင်းမျိုးဟာလောကမှာအမျက်ဆုံးရှင်သန်နေထိုင်ခြင်းမျိုးဖြစ်မလဲတဲ့စတုထမြောင်မေခွန်းဘယ်နှချက်လဲဗျာ၄ချက်ပြန်ပြောမယ်နော်အမျက်ဆုံးသောအကောင်းဆုံးသောကြီးပွားချမ်းသာခြင်းဖြင့်ကြီးပွားချမ်းသာဖို့အတွက်လိုအပ်တဲ့ဥစ္စာပစ္စည်းအရင်အနည်းဆိုတာဘာလဲကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မယ်ဆိုရင်ဘယ်အရာဒီချမ်းသာဒုက္ခကိုပေးနိုင်မလဲတနည်းအားဖြင့်ဘာလို့ရင်ချမ်းသာမှလဲအရာသာမျိုးတွေစုံနေတဲ့လောကကြီးမှာဘယ်အရာသာဟာအကောင်းဆုံးဖြစ်မလဲရှင်သန်နေထိုင်ကြပုံအမျိုးမျိုးရှိတဲ့အနက်ကဘယ်လိုနည်းနဲ့ရှင်သန်နေထိုင်ရတာအမျက်ဆုံးဖြစ်မလဲတဲ့မေခွန်း၄ခုစလုံးသည်သူရှုတောင်းတဲ့သူကောင်းမွန်လေးနဲ့တာကြီးပါပဲ